ကာရီဆိုတာပြုလေရှိသူသဟပုညကာရီအတူတကွကောင်းမှုပြုလေရှိသူတို့ဤအသင်လို့အဓိပ္ပာယ်ရသဟပုညကာရီအတူတကွကောင်းမှုပြုလေရှိသူတို့ဤအသင်ကောင်းမှုပြုဖို့ပြုဘက်ပုဂ္ဂိုလ်တို့ရဲ့အသင်ပေါ်လေအဲ့တော့အသင်နာမည်အရာဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်တွေဟာအမြဲတမ်းပဲစိတ်တူကိုယ်တူညီညီညာညာတက်တက်ကြွကြွဘာတွေလုပ်ကြမလားကုသိုလ်ကောင်းမှုတွေလုပ်မှာပေါ့အဲ့တော့အတူတူကုသိုလ်ကောင်းမှုတွေလုပ်ကြပြီဆိုကြတဲ့ကအကုသိုလ်မကောင်းမှုတစ်စုံတစ်ယောက်ကလှုပ်ချင်အောင်တော့တော်ရုံတန်ရုံနဲ့လှုပ်ဖြစ်ပါမလားမလှုပ်ဖြစ်ဘူးငါတို့ဟာသဟပုညကာရီအသင်သူအသင်သားတွေကောင်းမှုကုသိုလ်ပြုဖို့ပြုပဲအသင်သားတွေကောင်းမှုပဲပြုဖို့တို့ရည်ရွယ်ပြီးလှုပ်လာတာငါမကောင်းမှုပြုရှက်เสียကြီးနောင်မှမကောင်းကျိုးပေးတာဆင်းရဲကျိုးပေးတာထားအောင်အခုသဟပုညကာရီအသင်သူအသင်သားကမကောင်းမှုပြုတယ်ဆိုရှက်เสียကြီးပဲအဲလိုရှက်တတ်လို့ဆင်ញင်ပြီလို့ရှက်တတ်ပြီဆိုရင်တော့ပြုပြအောင်လားမပြုပြတော့ဘူးဒါပေမဲ့မရှက်တတ်ရင်တော့ပြုမှာပဲအရှက်မရှိတဲ့လူတွေမကောင်းမှုပြုဖို့ရမခဲရင်မှုလေလွယ်နဲ့ပြုတယ်ပြီးတော့မကောင်းမှုပြုဖို့ပဲစဉ်းစားနေကြမကောင်းမှုပြုဖို့စဉ်းစားတော့မနောကဒုစရိုက်မကောင်းမှုပြုဖို့ရပြောဆိုပြုလို့ပြောဆိုညှိနှိုင်းတော့ဝစီကံအကုသိုလ်ဝစီကံဒုစရိုက်စဉ်းစားဆင်ခြင်ပြောဆိုတိုင်ပင်တဲ့အတိုင်းမကောင်းမှုတွေပြုပြန်တော့ကာယကံဒုစရိုက်ရှက်လို့လှုပ်ဖြစ်တာလားမရှက်လို့လှုပ်ဖြစ်တာမရှက်လို့လှုပ်ဖြစ်တာဟုတ်ကဲ့လားမရှက်တာကိုပါဠိကအာဟိရိကတဲ့အာဟိရိကဟိရိကရှက်တာအာဟိရိကကမရှက်သူအဲ့တော့မရှက်ရင်လည်းအကုသိုလ်ပြုမိတာပဲတခါအကုသိုလ်ကြောင့်ရမယ်ဆိုကြဆင်းရဲကြိုးမကြောက်ရင်ရောအကုသိုလ်ပြုမိမှာပဲအကုသိုလ်ကြောင့်ရရှိမဲ့ဆိုကြဆင်းရဲကြိုးကြောက်ရင်တော့ပြုဖြစ်ပါမလားမပြုဖြစ်ဘူးကြောက်တာကိုဩတ္တပလို့ခေါ်တယ်အကုသိုလ်ပြုရမှာကြောက်တာကိုဩတ္တပပြုရမှာကြောက်တာဆိုတာပြုခြင်းကြောင့်ရမယ်ဆိုကြဆင်းရဲကြိုးကိုကြောက်တာအဲ့ဒါကတစ်မျိုးအကုသိုလ်အလုံးမို့လောက်ရမှာကြောက်တာအဲ့ဒီကြောက်တာကတစ်မျိုးပေါ့ဒါအကုသိုလ်လုပ်ပဲမကောင်းတဲ့လုပ်ပဲမလုပ်ရမှာဘူးဆိုပြီးကြောက်တာကအကုသိုလ်အလုံးမှန်းသိလို့အပြစ်ရှိတဲ့အလုံးမှန်းသိလို့ကြောက်တာနောက်တစ်ခုကအဲ့ဒီအကုသိုလ်လုပ်လိုက်ရင်ရရှိမဲ့ဆိုးကျိုးဆင်းရဲကျိုးကိုသိလို့အဲ့ဒီဆိုးကျိုးဆင်းရဲကျိုးကြောက်တာအဲ့ဒါလည်းဩတ္တပပဲနှစ်ခုလုံးပဲအဲ့ဒါလို့ဩတ္တပရှိရင်လုံနိုင်မှာမလားမလုံဘူးအဲ့တော့အကုသိုလ်မပြုတ်မိဖို့ရာဘာရှိဖို့လိုသလဲဟိရိနဲ့ဩတ္တပလိုတယ်ဘုန်းကြီးတွေလမ်းပေါ်ထွက်မေတ္တာသုတ်ရွတ်ကြတဲ့ကငါတော့ရေဒီယိုပဲနားထောင်တယ်ရေဒီယိုနားထောင်တယ်ဆိုတာဗမာရေဒီယိုမဟုတ်ပါဘူးဗမာရေဒီယိုနားထောင်ရင်အများအားအလိန်ခါနေရတာဒီဘက BBC တို့ VOA တို့ဘာတို့ညာတို့အဲ့ဒါနားထောင်ဒီမှာတနေ့ကမြန်မာနဲ့ထိုင်းနယ်ခြားနယ်စပ်ကိုပြေးလာတဲ့
စစ်သားလေးတယောက်18နှစ်သားဆိုထမရဲ့အဲ့ဒါသူတို့ BBC ကတွေ့လို့မလို့အကျိုးကြောင့်မေးတယ်ဘာလို့ထွက်ပြေးလာလဲလို့ဆိုတော့သူ့မှာထွက်ပြေးလာတော့တနတ်ပါတယ်တဲ့ဒါပေမဲ့တောထဲမှာကရင်သဘုံတွေ့တော့ကရင်သဘုံစီမှာတနတ်အပြစ်ခဲ့တယ်မအားလည်းမရဘူးမရင်တော့လည်းဟောဖန်တယ်မဟုတ်ဘူးအဲ့တော့နေစားရတော့သူ့မှာတနတ်မပါပါဘူးသူကပြောတယ်ဆန္ဒပြတဲ့ဘုန်းကြီးတွေကိုရိုက်ဖို့ပြစ်ဖို့လူရွေးတဲ့အခါသူ့ဘာထဲရွေးထားတယ်တဲ့သူတို့တက်က14ယောက်ရွေးတယ်တဲ့အဲ့ဒါသူ့ဘာရွေးထားတယ်ရွေးထားတော့ရွေးထားပြီးသင်္นานပေးတယ်တဲ့သင်္นานကပထမဆုံးဆန္ဒပြတဲ့ဘုန်းကြီးကိုရိုက်ရမယ်ရိုက်လို့မှမနေသေးဘူးထပ်ပြနေတဲ့ဆိုရင်သဏ္ဍာန်နဲ့ပြရမယ်အဲဒါလိုအမိတ်ပေးပြီးတော့သင်္นานပေးတယ်ကျွန်တော်ကဘုန်းကြီးကိုမရိုက်လည်းမရိုက်ဝင်ဘူးမပြစ်လည်းမပြစ်ဘူးဒါကြောင့်မလို့အဲ့ဒါအဲ့လိုမရိုက်ရမပြစ်ရအောင်ဆိုပြီးကျွန်တော်ဒီဘက်ထွက်ပြေးလာတယ်နှစ်ယောက်တည်းသူတို့တခြားရဲဘော်တွေလည်းမလုပ်ချင်ကြဘူးတဲ့ဒါသူတို့လည်းတိတ်ပြီးတော့ညီးကြကြောက်ကြတယ်ဒါပေမဲ့သူတို့တော့ပြေးမလားမပြေးဘူးလားမသိဘူးတဲ့ကျွန်တော်တို့နှစ်ယောက်ကတော့ပြေးလာတာပဲတဲ့ဘာဖြစ်လို့ဘုန်းကြီးမရိုက်ချင်ဘုန်းကြီးကျွန်တော်တို့ကိုးကွယ်ထားတာဗျာဘုန်းကြီးပြေးဘုန်းကြီးရိုက်အဲ့ဒါတော့အပြစ်ကြီးတာပဲရှိမလဲအဲ့ဒီမကောင်းမှုကျွန်တော်ကြောက်လို့မလို့ပြေးလာတယ်အဲ့ဒါ BBC ကမေးလို့ပြောတာအဲ့ဒီရဲဘော်မကောင်းမှုပြုပြစ်သေးလားဘာဖြစ်လို့တော့ဩတ္တပရှိလို့ဟုတ်ကဲ့လားဩတ္တပရှိလို့အဲ့မကောင်းမှုလောက်ရမှာကြောက်လို့ပြေးလာတာတဲ့အဲ့ဒါကြောက်လို့ပြေးလာတာကြောက်ပါကြောက်တယ်ဆိုရင်တော့ရှက်ကောမရှက်ဘူးလားရှက်မှာပေါ့အဲ့ဒါကြောင့်မလို့ပြေးလာတာတဲ့အဲ့တော့အဲ့ဒီရဲဘော်အဲ့ဒီအမှန်တန်ကြီးမားတဲ့အကုသိုလ်အလုပ်ကြီး तू မလုပ်ဖြစ်တာဘာကြောင့်ဟိရိနဲ့ဩတ္တပရှိလို့ဟုတ်တယ်မလားအရှက်အကြောက်ရှိလို့ဒါဖြင့်ခိုင်းတဲ့လူတွေကအရှက်အကြောက်ရှိသလားမရှိပါဘူးဒါဖြင့်အဲ့ဒီရဲဘော်နဲ့သူ့ခိုင်းတဲ့အပေါ်ကလူတွေဘယ်သူကသူတော်ကောင်းတော့ရဲဘော်ဘာကြောင့်သူတော်ကောင်းတော့အရှက်အကြောက်ရှိလို့ဟုတ်ကဲ့လားအရှက်အကြောက်ရှိရင်သူတော်ကောင်းဖြစ်တာပဲအရှက်အကြောက်မရှိရင်သူရုံမှာပဲဟုတ်ကဲ့လားဒါဖြင့်ဒီရဲဘော်သေးဇောက်ထိုးလားမိုးမြော်လားမိုးမြော်ပေါ့မဟုတ်ဘူးလားသူ့ခိုင်းတဲ့လူတွေသေးရင်နော်သူတို့ဆရာကြီးစီသွားမယ်ဟိုဆရာကြီးကလက်ရခေါ်နေတာအောက်ကလေဟုတ်လားဒီတော့သဟပုံညကာရီကောင်းမှုအတူပြုဘက်အသင်းဆိုတော့သူတို့ဟာကောင်းမှုကုသိုလ်ပဲပြုကြမယ်ခုနလိုပဲတကယ်လို့တစုံတစ်ယောက်ကမကောင်းမှုအကုသိုလ်ပြုလို့စိတ်ပေါ်လာတောင်မှပဲငါသဟပုံညကာရီအသင်းသားပဲတဲ့ကြောင့်မကောင်းမှုကုသိုလ်ပြုဖို့ရပြုဖို့စိတ်တွေပေါ်နေလေဒီစိတ်တွေမကောင်းပါဘူးဆိုပယ်မှာပေါ့ပယ်ပြီဆိုလို့ရှိရင်မကောင်းမှုအကုသိုလ်ပြုပြအောင်လားအဲ့ဒါရှက်လို့မဟုတ်လားဟုတ်ကဲ့လားရှက်လို့အဲ့တော့ကောင်းမှုကုသိုလ်ပြုတယ်ဆိုတော့ကကောင်းတာကိုသဘောကျလို့ပြုတာပဲကောင်းတယ်ဆိုတာအပြစ်ကင်းတာမဟုတ်ဘူးလားအပြစ်ကင်းတာလောက်ရတာသဘောကျလို့ပြုတာပဲအဲ့တော့အပြစ်ကင်းတာကသဘောကျလို့ကောင်းအပြစ်ကင်းတာလောက်ရတာသဘောကျလို့ပြုတယ်ဆိုကြတဲ့ကသူတော်ကောင်းလားသူယုံမှလားသူတော်ကောင်းလက္ခဏာ၃ပါးတဲ့သူစိန်တိတစိန်တာ
သူဘာသိတဘာသာတဲ့သူကတကမ္မာတဲ့သူတော်ကောင်းလက္ခဏာ၃ပါးသူတော်ကောင်းများဟာတဲ့အပြစ်ကင်းတာကောင်းတာပဲချန်တွေးတယ်အဲ့ဒါလက္ခဏာတစ်ပါးသူတော်ကောင်းများဟာအပြစ်ကင်းတာကောင်းတာကိုပဲပြောတယ်တဲ့အပြစ်မဲ့ကင်းတာမကောင်းတာမပြောဘူးတဲ့သူတော်ကောင်းများဟာအပြစ်ကင်းတာကောင်းတာကိုပဲလုပ်တယ်တဲ့အပြစ်မကင်းတာမကောင်းတာမလုပ်ဘူးအပြစ်ကင်းတာကြံတွေးတယ်အပြစ်ကင်းတာပြောဆိုတယ်အပြစ်ကင်းတာပြုလုပ်တယ်ကောင်းတာတွေကြံတွေးတယ်ကောင်းတာတွေပြောဆိုတယ်ကောင်းတာတွေပြုလုပ်တယ်ကာယကံလည်းကောင်းဝစီကံလည်းကောင်းမနောကံလည်းကောင်းအပြစ်ကင်းတယ်ဒီတော့ကောင်းတာလုပ်ရတာသဘောကျတယ်ဝမ်းသာတယ်စိတ်ပါဝင်စားတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာကောင်းတာပဲပြောမှာပေါ့မဟုတ်ဘူးလားကောင်းတာပဲလုပ်မှာပေါ့ဟုတ်ဘူးလားဘဝပေါင်းစုတောင်းအထုတွင်ကောင်းပြုကောင်းပြောကောင်းသဘောနှင့်ကောင်းသဘောနှလုံးတစ်ဖြောင်းသုံး၍သလုံးစင်ဖြူထိုးသည့်သူကငါမူကောင်းမှုအစုစုကိုဆေးပြုခဲ့မိရတော်ပြီဟုမိမိပြုမှုသန့်စင်ဖြူ၍ပြည့်မြူမနှောဤသဘောကိုတွေးတော်မိတိုင်းပီတိလှိုင်းဖြင့်ရှက်တိုင်းရည်လီချမ်းမြေကြည်၍ဤဒီဘဝနောင်ဘဝနှင့်ဘဝဆက်ဆက်တန်တာဆက်ဝဲစိတ်လက်ကြည်သာယုတ်လန်းဖြာ၍ချမ်းသာကောင်းညို့ဒီတိုးသို့ဖွံ့ဖြိုးကြည်ကျယ်ပွင့်လန်းကြွယ်သည်ထဲဝဲနတ်ထံသံဗုဒ္ဓီကြားဘူးရဲ့လားဘယ်တော့မှကြားဘူးတော့အဲ့ဒါကောင်းတာကြံတွေကောင်းတာပြောကောင်းတာလုပ်တဲ့သူတော်ကောင်းတို့ရဲ့သဘာဝမဟုတ်လားဟုတ်ကဲ့လားအဲ့တော့မကောင်းတာကြံတွေမကောင်းတာပြောမကောင်းတာလုပ်ဆိုတဲ့ပုဂ္ဂိုလ်ကတော့သူကသူရဲ့အပြုအပြောသဘောမဖြူအပြုလဲသဘောမဖြူအပြောလဲမဖြူသဘောလဲမဖြူဆိုတော့ကာယကံဒုစရိုက်ဝစီကံဒုစရိုက်မနောကံဒုစရိုက်ကြီးပဲမဟုတ်လားအဲ့တော့သူကတတ္တဝါချမ်းသာစေဖို့စိတ်ပဲရှိမလားပျက်စီးစေဖို့စိတ်ရှိမလားဟိုစကားကြားဘူးလားသူ့ကိုဖြက်ကိုလင်ပြက်ဤတဲ့ပါတယ်လားဘာပြောတာသူများပျက်စီးနေတာအောင်လုပ်ရင်ကိုပျက်စီးနေတာတာပဲဟုတ်တယ်မဟုတ်လားအဲ့တော့ကာယကံဒုစရိုက်ဝစီကံဒုစရိုက်မနောကံဒုစရိုက်ဆိုတာသူများပျက်စီးဖို့ပဲပြုလုပ်ပြောဆိုကြံတွေးနေတာမဟုတ်လားအဲ့ဒီလူကဘာနဲ့တူတယ်လဲလို့ဆိုတော့မစင်ကိုပါဇက်ထဲငုံပြီးတော့သူများထွေးတဲ့လူနဲ့တူတယ်ဒီလူတော့မစင်နေပေရောဟဲ့ဆိုပြီးပါဇက်ထဲမစင်နဲ့ငုံပြီးအဲ့ဒီလူကိုထွေးလိုက်တယ်မဟုတ်ဘူးလားမတူဘူးလားသူကိုဖြက်ကိုလင်ပြဲဤမလားသူများမစင်ပေစေချင်တာနဲ့ပဲကိုကမစင်ပေရောမကဘူးမျိုးတောင်မျိုးနေရတာမဟုတ်လားဟုတ်လားအဲ့ဒါဒုစရိုက်သမားတို့ရဲ့လာရဒုစရိုက်သမားတို့ရဲ့သဘာဝပေါ့မဟုတ်ဘူးလားအဲ့တော့အခုနရဲပေါ်လေးဆိုလို့ရှိရင်တော့အဲ့ဒီဒုစရိုက်သမားတွေနဲ့ပေါင်းလို့ဖြစ်ပါမလားမဖြစ်လို့ပြေးတော့ပေါ့မဟုတ်လားမဖြစ်လို့ပြေးတာပေါ့ဒုစရိုက်သမားနဲ့ပေါင်းရင်သူဟာဒုစရိုက်ပဲလုပ်ဒုစရိုက်ပြောဒုစရိုက်ကြံတွေလုပ်ရမှာလားမဟုတ်လားအဲ့ဒါလို့ဆိုလို့ရှိရင်ခုလဲဆင်းရဲ့နောင်လဲဆင်းရဲ့ဟုတ်တယ်မဟုတ်လားအဲ့တော့သူကသူ့စရိုက်စိတ်ထားရှိတော့
ဒုစရိုက်သမားနဲ့နေလို့မရတော့ထွက်ပြေးအပြင်ရောက်တဲ့အခါကျတော့သူ့စိတ်ကိုကသူ့စရိုက်စိတ်ထားရှိတော့အပြောလဲသူ့စရိုက်ပြောအလုံးလဲသူ့စရိုက်လှုပ်တယ်ဆိုတော့သူ့မှာကုသိုလ်ကောင်းမှုကြီးဖြစ်မှာပေါ့မဟုတ်ဘူးလားအဲ့ဒီတော့မိုးမျောတော့မှာပေါ့မဟုတ်ဘူးလားဘဝပေါင်းစုတောင်းအထုတွင်ကောင်းပြုကောင်းပြောကောင်းသဘောနှင့်ကောင်းသောနှလုံးတစ်ဖြောင်းသုံး၍သက်လုံးစင်ဖြူထိုသည့်သူကငါမူကောင်းမှုအစုစုကိုစီးပြုခဲ့မိရတော်ပြီဟုမိမိပြုမှုသန့်စင်ဖြူ၍ပြည့်မြူမနှောဤသဘောကိုတွေးတော်မိတိုင်းပီတိလိုင်းဖြင့်ပြန်စဉ်းစားမိတိုင်းကိုယ်အလုပ်တွေကအပြစ်ကင်းစင်ကြဲနေတယ်ကိုယ်အပြောတွေကလည်းအပြစ်ကင်းစင်ကြဲနေတယ်ကိုယ်အကြံတွေတွေကလည်းအပြစ်ကင်းစင်ကြဲနေတယ်ဆိုတာတွေပဲတွေးတော့ကအဲ့ဒါလို့ကောင်းတာတွေပဲတွေးမိတဲ့စိတ်ဟာပျော်မလားစိတ်ဆင်းရဲမလားပျော်တာပေါ့ဒါကြောင့်ကောင်းပြုကောင်းပြောကောင်းသဘောနှင့်ကောင်းသောနှလုံးတစ်ဖြောင်းသုံး၍သက်လုံးစင်ဖြူထိုသည့်သူကငါမူကောင်းမှုအစုစုကိုစီးပြုခဲ့မိရတော်ပြီဟုမိမိပြုမူသန့်စင်ဖြူ၍ပြည့်မြူမနှောဤသဘောကိုတွေးတော်မိတိုင်းပီတိလှိုင်းဖြင့်တွေးမိတိုင်းဆင်ញင်မိတိုင်းငါဘဝအရာတော်လေးစွာကောင်းတာတွေပဲပြောမိတဲ့အပြစ်ကင်းတာတွေပဲပြောမိတဲ့အပြစ်ကင်းတာတွေပဲလုပ်မိအပြစ်ကင်းတာတွေပဲကြံတွေးမိတယ်လို့စိတ်ထဲမှာဝမ်းသာပြီးတော့ပီတိလှိုင်းနေထားတယ်အ ਨੇ ဆုံးအဖြစ်တစ်စုံတရာအခက်ခဲရှိနေတာကိုကတကယ်စေတနာနဲ့ကူညီလိုက်လို့သူအခက်အခဲကလွတ်သွားတယ်ဆိုရင်ဝမ်းမသာဘူးလားနဲတဲ့ပီတိမဟုတ်ဘူးဟုတ်ကဲ့လားအဲ့ဒါမျိုးတစ်ခုမပြောနဲ့အကျဉ်းချင်းသူတော်ကောင်းကတော့ပြုမှာပေါ့မဟုတ်လားအဲ့တော့အဲ့လိုပြုတဲ့သူတော်ကောင်းကလည်းပဲဒုစရိုက်သမားနဲ့ပေါင်းလို့ရမလားမရပါဘူးဘယ်လိုပုဂ္ဂိုလ်နဲ့မှပေါင်းလို့ရမလဲသူတော်ကောင်းနဲ့ပဲပေါင်းလို့ရမယ်ဟုတ်ဘူးလားအဲ့တော့သူတော်ကောင်းနဲ့ပဲပေါင်းလို့ရအောင်ဟိရိနဲ့ဥဒ္ဒပရှိရမယ်ဟုတ်လားဟိရိနဲ့ဥဒ္ဒပဘာလဲရှဲရမယ်ကြောက်ရမယ်ဟုတ်ကဲ့လားဟိရိဥဒ္ဒပရှိရင်ရှဲကြောက်ရှိရင်သူတော်ကောင်းဖြစ်တယ်ရှဲကြောက်မရှိရင်သူယုံမှာပဲအဲ့ဒါလို့စိတ်ကလည်းအမြဲတစေအဲ့လိုစိတ်တာဆူတောင်းကလည်းအဲ့လိုဆူတောင်းရဘယ်လိုဆူတောင်းရမှာတော့အဲ့တော့သဟဘုံညကာရီအသင်းဆိုတာဒီတဘောပဲမဟုတ်လားအဲ့လိုပညာရှိသူတော်ကောင်းနဲ့ပေါင်းသင်းပြီးပညာရှိသူတော်ကောင်းပြောတဲ့တရားစကားတွေနာကြားရပြီးပညာရှိသူတော်ကောင်းတွေကျင့်ကြံသလိုကုသိုလ်ကောင်းမှုတွေပဲပြုစုစီပူကျင့်ကြံပွားများအားထုတ်ပြီးဆိုတော့ရတဲ့အကျိုးကကောင်းကျိုးချမ်းသာကြီးပဲဟုတ်လားအဲ့ဒီဆူတောင်းဟာသူတော်ကောင်းဖြစ်ဖို့ဆူတောင်းတဲ့ဆူတောင်းပဲစဉ်းစားမိလားပါဇက်ကရလို့သာသိုးနေတယ်ဘာမှမသိဖြစ်နေဦးမယ်အဲ့ဒါရှေးကဖရာအလောင်းသူတော်ကောင်းတွေတောင်းတဲ့ဆူဖရာအလောင်းသူတော်ကောင်းတွေတောင်းတဲ့ဆူဘာလနာပသေနာတုနေဘာလေနာနာသဟသံဝရေဘာလေနန္လပတံလပံနာကရေနသရောစယေဒေရံတုနေ
သူနေဒီရန်သဒီရေနသဟတံဝတိဒီရေနံလာပသံလာပံတံကရေတံသရောစယေဒီရန်ပညာရှိသူတော်ကောင်းကိုပတ်သေးတွေ့ရကြုံရဆုံရပါလို့ဤဒီရန်ပညာရှိသူတော်ကောင်းတို့ပြောတဲ့စကားမှန်တရားမှန်ကိုသူနေနာရကြရပါလို့ကုန်ဤဒီရန်ပတ်သေးသူနေဒီရန်ဒီရေနာပညာရှိသူတော်ကောင်းနှင့်သဟအဒုရကဝဝသေဆက်ဆံပေါင်းသင်မိဝဲ၍နေရပါလို့ဤပညာရှိသူတော်ကောင်းမှုကိုပဲတွေ့ခြင်းကြုံခြင်းဆုံခြင်းပါတယ်တွေ့ရကြုံရဆုံရပါစေပညာရှိသူတော်ကောင်းပြောတဲ့စကားပဲနားထောင်ပြရစေနားထောင်နိုင်ရပါလို့ဤပညာရှိသူတော်ကောင်းနဲ့ပဲအတူတကွပေါင်းဖော်စည်းကပ်ရှင်တွဲပြီးတော့နေထိုင်နိုင်ရပါလို့ဤဒီရေနာလာပသံလာပန္တံကရေတံသရောစယေဒီရေနာပညာရှိသူကသူတော်ကောင်းနှင့်အင်လာပသံလာပအင်လာပသံလာပစကားပြောဆို၍နေရခြင်းကိုကရေပြုအပ်ပါလို့ဤပညာရှိသူတော်ကောင်းနဲ့ပဲစကားပြောဆိုနေရပါလို့ဤတန်ထိုပညာရှိသူတော်ကောင်းပြောဟောပြောသောစကားကိုရောစယေနှစ်သက်ရပါလို့ဤကရေလိုက်နာရပါလို့ဤပညာရှိသူတော်ကောင်းနဲ့သာစကားပြောဆိုပြပြောဆိုခွင့်ရပါလို့တဲ့အဲ့ဒီပညာရှိသူတော်ကောင်းပြောတဲ့စကားတွေကိုလည်းပဲနှစ်သက်ရပါလို့တဲ့အဲ့ဒီစကားတွေတိုင်လည်းပဲလိုက်နာပြီးလှုပ်ဆောင်ရပါလို့ဤအဲ့ဒါနဲ့ယောဂီတို့နေ့စဉ်ဆူတောင်းနေတာနဲ့တူသလားမတူဘူးလားအဲ့ဒါသူတော်ကောင်းဖြစ်ဖို့ဆူတောင်းတာဟုတ်လားပညာရှိသူတော်ကောင်းတို့နှင့်သာတွေ့ကြုံဆုံစည်းပေါင်းသင်ဆက်ဆံရ၍ပညာရှိသူတော်ကောင်းနဲ့ပဲတွေ့ကြုံရလို့တဲ့သူတော်ကောင်းမဟုတ်တဲ့လူနဲ့မတွေ့ကြုံခြင်းဘူးသူတော်ပညာရှိသူတော်ကောင်းနဲ့ပေါင်းသင်ဆက်ဆံလို့ရလို့တယ်ပညာရှိသူတော်ကောင်းပြောတဲ့စကားပဲနားထောင်ရလို့တယ်ပညာရှိသူတော်ကောင်းတွေကျင့်တဲ့အတိုင်းပဲလိုက်နာကျင့်ကြံရလို့ပါတယ်အဲ့ဒါလို့ဖြစ်ပြရစေဆိုအဲ့ဒီဆူတောင်းတဲ့အတိုင်းဖြစ်ရင်သူတော်ကောင်းဖြစ်မလားသူစရုပ်ဖြစ်မလားသူတော်ကောင်းဖြစ်ရင်ချမ်းသာမလားဆင်းရဲမလားဟုတ်ကဲ့လားသူတော်ကောင်းစိတ်ဓာတ်ရှိပြီးတော့သူတော်ကောင်းအပြောပြောသူတော်ကောင်းအလုပ်လုပ်ပြီးဆိုတော့မသူတော်နဲ့ပေါင်းသင်ဆက်ဆံခြင်းပါအောင်မလားတွေ့ခြင်းမြင်ခြင်းပါအောင်မလားမသူတော်စကားနားထောင်ခြင်းပါအောင်မလားဟုတ်ကဲ့လားအဲ့ဒါလို့ဆိုရင်ဆင်းရဲမလားချမ်းသာမလားဘာလနာပတေနတုနေဘာလေနနာသဟတံဝတိဘာလံသူတော်မဟုတ်သူယုံမှာကိုနပတ္တိမတွေ့မယုံမဆုံးရပါလို့ဘာလံသူတော်မဟုတ်သူယုံပြောတဲ့စကားကိုလည်းနာတုနေနားမထောင်ရပါလို့မကြားရပါလို့ဘာလေနသူတော်မဟုတ်သူယုံနဲ့သဟအဒုရကဝနာတံဝတိပေါင်းဖော်၍မနေရပါလို့ဤဘာလေနာသူတော်မဟုတ်သူယုံမှနဲ့သူဘာရေနာသူတော်မဟုတ်သူဘာလေနန္လပဘာလေနာသူတော်မဟုတ်သူယုံမှနဲ့အလာပသံလပံစကားပြောဆိုခြင်းကိုနဂရေမပြုရပါလို့ဘာလေနန္လပသံလပံတံကရေနာစရောစယေတံထိုသူတော်မဟုတ်သူယုံပြောတဲ့စကားကိုနာရောစရေမနစ်သက်ရပါလို့တခါတရံကြတော့သူတော်မဟုတ်သူယုတ်ကအပြောကောင်းတဲ့အခါကျတော့သူစကားဟုတ်သေးအောင်ရောကိုကထင်ရင်ထင်းသွားမှာကိုအဲ့ဒါလို့ဖြေနေလဲမရောက်ရပါလို့ပညာမဟုတ်သူတော်မဟုတ်သူယုတ်ပြောတဲ့စကားမှန်သမျှဒါလမ်းမကြီးပဲမကောင်းတဲ့စကားကြီးပဲနာနှစ်သက်လို့မဖြစ်ဘူးလို့အဲ့ဒါလို့ညံသက်ဝင်နိုင်ရပါလို့ဤဒီသဘော
တန်ထိုသူတော်မဟုတ်သူရုပ်ပြောတဲ့စကားကိုနာရောစရေမနှစ်သက်ရပါလို့နာကရေမလိုက်နာမလို့ဆောင်ရပါလို့အဲ့ဒီရဲဘော်လေးဟာသူတော်မဟုတ်သူရုပ်ပြောတဲ့စကားကိုနားလည်းမထောင်ညင်ဘူးသူတို့စကားအတိုင်းလိုက်နာလည်းမလုပ်ချင်တဲ့အတွက်ပဲပြေးတာမဟုတ်လားသူရုပ်ခွာချဲတော့ဘာနဲ့တွဲမလဲသူရုပ်ခွာချဲသူတော်တွဲအမြဲချမ်းသာသည်ဟုတ်ကဲ့လားပါတယ်တော့ဒီတော့သူရုပ်ဆိုတာကတော့သူရုပ်ရဲ့အပြောဆိုအကြံတွေးမှန်သမျှမိတွေပဲသူတော်ကောင်းရဲ့အပြောဆိုအပြုလုပ်အကြံတွေးတွေမှန်သမျှရေတွေပဲမဟုတ်ဘူးလားမိဆိုတာဘာတော့ရေဆိုတာဘာတော့မိနဲ့ရေနဲ့ပေါင်းလို့ရမလားရေများရင်တော့မိငိမ့်မှာပေါ့မိများသွားရင်ရေခန့်တော့မှာပေါ့မဟုတ်ဘူးလားတွဲလို့မရဘူးဒီတော့အခုစုပေါင်းပြီးတော့နေစွမ်းကတ်တယ်ဆိုတာဟာကောင်းတဲ့အလုပ်လားမကောင်းတဲ့အလုပ်လားကောင်းတဲ့အလုပ်စိတ်တူသဘောတူပြုတယ်ဆိုကြတဲ့ကပေါင်းလို့ရလို့မဟုတ်လားအဲ့တော့ကောင်းတဲ့အလုပ်ကိုစိတ်တူသဘောတူပြုတယ်ဆိုကြတဲ့ကသူစိရိုက်လားဒုစိရိုက်လားသူစိရိုက်ပြုတော့သူတော်ကောင်းပေါ့မဟုတ်ဘူးလားနေ့စဉ်ဆူတောင်းနေနဲ့မကိုက်ညီဘူးလားနေ့စဉ်ဆူတောင်းတော့နဲ့ကိုက်ညီတယ်အဲ့တော့တခြားများများလောက်တာကိုင်တာမပြောနဲ့ဒီနေ့တနေ့လေးဆွမ်းစုပေါင်းကျွေးတဲ့ဟာလေးကိုပဲကိုပြန်များတွေးမိရဲ့ငိုခြင်းစိတ်ပေါ်မလာဘူးလားဟမ်ဝမ်းသာလို့ပြောတာလေဝမ်းသာလို့ငိုခြင်းစိတ်မပေါ်ဘူးလားပြောတာဟုတ်ကဲ့လားဒါကြောင့်အဲ့ဒီငိုခြင်းစိတ်ပေါ်အောင်ဝမ်းသာတယ်ဆိုတာပီတိပြောတာမဟုတ်လားဘဝပေါင်းစုတောင်းအထုတွင်ကောင်းပြုကောင်းပြောကောင်းသဘောနှင့်ကောင်းသောနှလုံးတစ်ဖြောင်းသုံး၍သလုံးစင်ဖြူထိုသည်သူကငါမူကောင်းမှုအစုစုကိုဆေးပြုခဲ့မိရတော်ပြီဟုမိမိပြုမူသန့်စင်ဖြူ၍ပြည့်မြူမနှောဤသဘောကိုတွေးတော်မိတိုင်းပီတိလှိုင်းဖြင့်ရှက်တိုင်းရည်လီချမ်းမြေကြည်၍ဤသည်ဘဝနောင်ဘဝနှင့်ဘဝဆက်ဆက်တန်တာဆက်ဝဲစိတ်လက်ကြည်သာရုပ်လွမ်းဖြာ၍ချမ်းသာကောင်းကျိုးဒီတိုးသို့ဖွံ့ဖြိုးကြည်ကျယ်ပွင့်လန်းကြွယ်သည်ထဲဝဲနတ္ထသံဗုဒ္ဓီဟုတ်ကဲ့လားကဲဖြည်းဖြည်းလေးအဓိပ္ပာယ်ဆင်ခြင်နှလုံးသွင်းပြီးဆိုတာနောက်တစ်ခေါက်
မြတ်စွာဘုရားလက်ထက်ကအခုသဟပုညကာရီအသင်းလို့အသင်းတစ်သင်းရှိတယ်သူတို့တော့ဘာခေါ်လဲဆိုတော့ဓမ္မိကဥပါဒကအသင်းလို့ခေါ်တယ်ဓမ္မိကဥပါဒကအသင်းဆိုတာတရားဆောင်သောဥပါဒကများအသင်းလို့အဓိပ္ပာယ်ရသူတို့အသင်းကအသင်းသားလည်းများတယ်ပြီးတော့ပစ္စည်းရှိတဲ့ပုဂ္ဂိုလ်တွေလည်းအဝင်များတယ်ဒီတော့ဒါနလည်းလက်မနေဘူးသီလလည်းလုံခြုံအောင်စောင့်ထိုင်နေတစ်ဖွဲ့လုံးဘာဝနာပွားတဲ့အခါလည်းပွားတယ်ဝေယဝဆအလုပ်တွေလည်းလုပ်တယ်ကုသိုလ်ကောင်းမှုမှန်များအကုန်လုံးတက်ညီလက်ညီစိတ်တူကိုများလုပ်ကြတယ်ဓမ္မိကဥပါဒကအသင်းဥပါဒကဆိုတာကတော့အမျိုးသားတွေပြောတာဒါပေမဲ့လို့အဲ့ဒီအသင်းမှာအမျိုးသမီးတွေလည်းပါတာပဲအမျိုးသမီးကြတော့ဥပါတိကာလို့ခေါ်တယ်ဒါပေမဲ့ဒီအသင်းနာမည်ကတော့ဥပါဒကဓမ္မိကဥပါဒကလို့ရောင်းအမျိုးသားတွေပဓာနာထားပြီးတော့မှဲ့ထားတယ်ရောင်နောက်စတုံးပါပေါ့လေအမျိုးသားပြောလို့ရှိရင်အမျိုးသမီးလည်းပါတာအဲ့ဒီအသင်းသူအသင်းသားတွေဘယ်တော့မှမကောင်းဘူးမလို့ကောင်းမှုကုသိုလ်မှန်မြနေမနာညမနာရှာဖွေးပြီးလုပ်တယ်ဒါနပြုတယ်သီလဆောက်တည်တယ်ဘာဝနာအထုတ်တယ်တရားနာတယ်ဝေယဝဆဆောင်တယ်တက်ကြည်ရဥတွေရောဥတွေပြုစုတယ်အစရှိသည်ဖြင့်အဲ့ဒါလိုလုပ်တာအဲ့ဒီအသင်းကဥစည်းဥဆောင်နဲ့ပါတဲ့တခါကြီးတယောက်ဒီနေ့မကျမ်းမှာအပြင်းထန်ဖြစ်ပြီးတော့သေခါနေဖြစ်သွားတယ်သေခါနေဖြစ်သွားတော့သူသားသမီးတွေကရောအသင်းသူအသင်းသားတွေကရောသေခါသူတော့ဒီတောင်မှတက်မှာမဟုတ်တော့ဘူးအဲ့တော့သူကောင်းရာသူကတိရအောင်တို့ပုတ်ပေးရမယ်ဆိုပြီးတော့မြတ်စွာဘုရားအကြောင်းတော်သွားပြီးတော့အဲ့ဒါဓမ္မိကဥပါဒကအတွက်ပရိတ်တရားတော့ပရိတ်ဒီမှာအခုလိုပရိတ်မဟုတ်ပါဘူးသုတ်ဒေသနာတော့ရွတ်ဖတ်ပြီးတော့ပေးဖို့သံဃာတော်တွေကြွတော်မူပါဘုရားဆိုတော့လျှောက်တယ်သံဃာတော်တွေကလည်းကြွလာတယ်ဒီတခါကြီးကထင်ရှားတာသူကလည်းဓမ္မိကဥပါဒကအသင်းမှာအမှုဆောင်လူကြီးတယောက်ဦးစီးကောင်းဆောင်ပုဂ္ဂိုလ်တယောက်ဆိုတော့သံဃာတွေကလည်းချီးမြှောက်ရှင်တယ်ဒါနဲ့ကြွလာပြီးတခါကြီးကတော့အိယာပေါ်ပက်လက်ပဲတတိကတော့ကောင်းကောင်းရှိပါတယ်အဲဒီတခါကြီးရဲ့ညောင်ဆောင်ပက်လက်မှာသံဃာတော်တွေခုံနေနဲ့ထိုင်ပြီးတော့တခါကြီးကပဲပြောတာတတိပဋ္ဌာန်တရားတော့ရှင်းမြင်ပါဗျာလို့ဆိုတော့တတိပဋ္ဌာန်မဟာတတိပဋ္ဌာန်သုတ်ဒေသနာတော်သံဃာတွေကညီညာဖြည်းဖြည်းမှန်မှန်ကြီးညိုပွဲချိအောင်ရွတ်တယ်ဧကာယနောယံဘိက္ခဝေမကောသတ္တနာဝိသုရိယသောကပရိဒေဝနာသမတိခမာယဒုက္ခဒေါမနသနာအထေခမာယညာယသအဓိခမာယနိဗ္ဗာနတသစ္စိကရိယာယသတ္တရောတတိပဋ္ဌာနာကတမေသတ္တရောဣဒဘိက္ခဝေဘိက္ခုကာယေကာယ ानु ပတိဝိဟရတိအာတာပိသမ္ပဇာနောတတိမာဝိနည်းလောကေအဘိဇာဒေါမနတံဝေဒနာတုဝေဒနာ ानु ပတိဝိဟရတိအာတာပိသမ္ပဇာနောတတိမာဝိနည်းလောကေအဘိဇာဒေါမနတံစိတ်တေစိတ်ဓာ ानु ပတိဝိဟရတိအာတာပိသမ္ပဇာနောတတိမာဝိနည်းလောကေဘိဇာဒေါမနတံဓမ္မေတုဓမ္မာ ानु ပတိဝိဟရတိအာတာပိသမ္ပဇာနောတတိမာဝိနည်းလောကေဘိဇာဒေါမနတံအဲ့ဒါလိုမဟာတတိပဋ္ဌာနာသုတ်ဒေသနာတော့သံဃာတော်တွေကရွတ်တယ်
တခါကြီးကလည်းမျက်စိမိတ်ပြီးသေချာအာယုံပြုနားထောင်အာယုံနားထောင်နေရင်ကတစ်ချိန်မှလက်နဲ့ကပြီးနေကြပါဦးနေကြပါဦးလို့ဒီလိုပြောလိုက်နေကြပါဦးနေကြပါဦးပြောတော့သံဃာတော်တွေကသူတို့ရွတ်တာကိုခဏဆိုင်မအောင်လို့ပြောတယ်ထင်လို့ရက်လိုက်ကြမရွတ်အဲ့ဒီခါကျတော့မှဒကာကြီးကပြောတာဆရာတော်များအရှင်မြတ်ဖျားအရှင်မြတ်များဖျားခွင့်လွတ်ပါတပည့်တော်ဟာအရှင်မြတ်များကိုရပ်ဖို့ပြောတာမဟုတ်ဘူး။အော်မှာနာယထာတွေလာနေပါတယ်အဲ့ဒီနာယထာတွေကတာဝသိဏနာယထာကနတ်တွေကတပည့်တော်ကိုခေါ်နေပါတယ်သူကတော့မျက်စိမိတ်ထားတာအဲ့ဒါကြောင့်မလို့တရားနာတော့မို့မလိုက်ပြရစေနဲ့အောင်စောင့်မအောင်ဆိုင်မအောင်လို့တပည့်တော်ပြောတာပါဗျာလို့လျှောက်တယ်အဲ့ဒီနာယထာတွေကိုသံဃာတော်တွေလည်းမမြင်ရဘူးဘေးကတရားနာနေတဲ့ပုဂ္ဂိုလ်တွေလည်းမမြင်ရဘူးသူပဲမြင်ရတယ်အဲ့ဒါမှသံဃာတော်တွေကလည်းအဲ့ဒါလိုပြောတော့မှဆက်ပြီးရွတ်တယ်ရွတ်ပြီးတော့အချိန်တန်တဲ့အခါကျတော့ရပ်ပြီးတော့ဒကာကြီးနှုတ်ဆက်ပြီးပြန်သွားတယ်အဲ့ဒါဟာအဘိဓမ္မာသဘောအရာပွဲလွန်ခံဤပုဂ္ဂိုလ်ရဲ့သုတိစိတ်နဲ့ကပ်နေတဲ့မရဏသနာသောသေဂာနိသောစိတ်ဟာအာယုံသုံးခုတစ်ခုအာယုံပြုတယ်တဲ့သူကမရဏသနာသောစိတ်လို့ခေါ်တယ်မရဏသနာဆိုတာသေဂာနိသောစိတ်အာယုံသုံးခုတစ်ခုအာယုံပြုမိတယ်တဲ့ကိုပြုခဲ့တဲ့ကုသိုလ်ကံသို့မဟုတ်အကုသိုလ်ကံကိုရင်လဲပြန်ပြီးတော့ဆင်ခြင်မိနှလုံးသွင်းမိတယ်တဲ့အဲ့ဒီပြုခဲ့တဲ့ကုသိုလ်ကံအကုသိုလ်ကံကိုအခုပြုနေတယ်လို့စိတ်ထဲမှာခံစားရတယ်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်အဲ့ဒီကုသိုလ်ကံအကုသိုလ်ကံပြုတော့ကကုသိုလ်အကုသိုလ်ကံကိုပြီးမြောက်စေတဲ့အချမ်းအယံအကြောင်းတွေကာမနမိတ်ခေါ်တယ်ကုသိုလ်ကံအကုသိုလ်ကံလို့တော့ကံခေါ်တယ်အဲ့ဒီကုသိုလ်ကံအကုသိုလ်ကံပြည့်မြောက်စေတဲ့အချမ်းအရာအကြောင်းဝတ္ထုတွေကိုတော့ကာမနမိတ်ခေါ်တယ်ဥပမာတရားအားထုတ်လို့အမြဲအားထုတ်လို့ရှိတဲ့ပုဂ္ဂိုလ်ဟာတရားအားထုတ်တဲ့ကုသိုလ်ကံဟာသူ့မှာအမြဲပြုတဲ့အာစိဏကံအဲ့ဒါသူသေဂာနိသောမှာဆိုရင်အဲ့ဒီသူတရားအားထုတ်တာပြန်ပြီးသတိရတယ်သူကသူတရားမှတ်နေသလိုပဲထင်ရတယ်ပြီးတော့တရားအားထုတ်ရကြောင်းတရားပြတဲ့ဘုန်းကြီးပြီးတော့တရားအားထုတ်ပဲအားထုတ်ဖက်အဲ့ဒီကိုတရားအားထုတ်နေတယ်ဆိုတာကိုသွားပြီးတော့စဉ်းစားမိတာကကာမနမိတ်အဲ့ဒါကကံနမိတ်ခေါ်တယ်ကံအာယုံခေါ်တယ်တရားအထုတ်ရကြောင်းတရားပြတဲ့ဘုန်းကြီးတရားအထုတ်ဖို့အထုတ်ဖက်တယ်အဲ့ဒါကကမ္မနမိတ်ခေါ်တယ်အဲ့ဒီကံအာယုံခေါ်တဲ့ကိုလုပ်ခဲ့တဲ့အလုပ်ရင်လည်းပြန်ပြီးတော့အခုလုပ်နေရတယ်လို့စိတ်ထဲမှာဆင်ញင်မိကမ္မနမိတ်ခေါ်တဲ့အဲ့ဒါလို့အဲ့ဒီကံပြင်းမြောက်စေတဲ့အချမ်းအရာအကြောင်းဝတ္ထုတွေအဲ့ဒါတွေလည်းပြန်ပြီးတော့အာယုပြုမိတယ်ဥပမာနွားသအသက်မွေးတဲ့လူဆိုလို့ရှိရင်သူကိုယ်သူနွားသနေတာပြန်ပြီးတော့ဆင်ញင်မိရင်ကံအာယုကိုအာယုပြုမိတာဒီလိုမဟုတ်ဘဲနဲ့အသက်ခံရတဲ့နွားသတဲ့လက်နဲ့တွေနွားသဖို့သက်ဖက်တွေအစရှိသည်အဲ့ဒါတွေစိတ်ထဲမှာဆင်ញင်မိတွေးမိနှလုံးသွင်းမိတယ်ဆိုရင်အဲ့ဒါကာမနမိတ်အာယုခေါ်တယ်နောက်တစ်ခုကတော့ဂတိနမိတ်အာယုဂတိနမိတ်အာယုဆိုတာကိုလားရရောက်ရမဲ့ဘဝမှာရှိတဲ့အခြေအနေတွေ
ဥပမာငရဲကြရမယ်ဆိုလို့ရှိရင်ငရဲသားတို့ငရဲအိုးတို့ငရဲမီးတို့အစရှိသည်အဲ့ဒါတွေလာရရောက်မယ်ဘဝအခြေအနေတွေကိုစိတ်ထဲမှာလာတွေ့တယ်အဲ့ဒါကိုဂတိနမိတ်ခေါ်တယ်ဥပမာနတ်ပြည်ရောက်မယ်ပုံမဆိုလို့ရှိရင်နတ်ဘုံနတ်နေနတ်ထားတွေနတ်သမီးတွေနတ်ကကြီးတွေဒါတွေစိတ်ထဲမှာသွားမြင်နေတယ်တကယ်မြင်လာတော့မဟုတ်ဘူးနော်စိတ်ကမြင်နေတာအဲ့ဒါဂတိနမိတ်ပဲအဲ့တော့အခုဒီတကားကြီးနာယထာတွေတွေ့နေတာဘာနမိတ်တော့ဟမ်ဂတိနမိတ်ဟုတ်ကဲ့လားသူဂတိနမိတ်တွေမြင်နေတာသံဃာတော်တွေပြန်သွားတဲ့အခါကျတော့သားတွေသမီးတွေခေါ်ပြီးသားတို့သမီးတို့အဟုတ်ကကောင်းငင်ဟိုနေရာကိုမင်းတို့ပဝါလေးပြစ်လိုက်ကြစမ်းဆိုတော့သားတွေသမီးတွေကပဝါပြစ်လိုက်တော့ပဝါကလေဟာပြင်ထဲမှာဒီတိုင်းတွဲလဲဆွဲနေသားတွေသမီးတွေကတော့ဘာမှမမြင်ရဘူးပဝါလေးဒီတိုင်းလေဟာပြင်မှာတွဲလဲဆွဲနေတာပဲတွေ့ရတယ်သူကပြောရဲအဲ့ဒါတာဝတိန်သာကနာယထပဲတို့လာခေါ်တာအဲ့ဒီမှာသွားပြီးပဝါချိတ်နေတာအဲ့တော့ငါသားတို့ငါသမီးတို့လည်းတို့နဲ့အတူနေရအောင်တာဝတိန်သာမှာပဲရောက်အောင်ကောင်းမှုကုသိုလ်တွေပဲများများပြုကြအဲ့ဒါလို့ဆိုဆုံးမှပြီးတော့ဇီဝိတိန်တွေချုပ်သွားတယ်အဲ့လိုဆိုဆုံးမှပြီးတော့ဇီဝိတိန်တွေချုပ်သွားတော့သူပဲရောက်အဲ့ဒါပဲရောက်မှာပေါ့ဒီတော့သူအဲ့လိုကောင်းတဲ့ဂရိနမိတ်တွေမြင်တာဟာကောင်းတာပြုကောင်းတာပြောကောင်းတာလုပ်ခဲ့လို့မဟုတ်ဘူးလားဟုတ်ကဲ့လားအပြုလဲဖြူစင်တယ်အပြောလဲဖြူစင်တယ်အကြံအတွေးလဲဖြူစင်တယ်ဟုတ်တယ်မဟုတ်လားကောင်းပြုကောင်းပြောကောင်းသဘောနဲ့ကောင်းသောနှလုံးတစ်ဖြောင်းသုံး၍ဒီတော့ကောင်းတာလုပ်ခဲ့တဲ့လူဟာမရဏသန္တာဇောဂတိနမိတ်ထင်ရင်ကောင်းတာပဲပြန်ထင်တာပဲကံကာမနမိတ်ထင်ရင်လည်းကောင်းတာတွေပဲပြန်ထင်တာပဲအဲ့ဒီအကြောင်းမြတ်စွာဘုရားနာပေါက်ကြားသွားတယ်ပေါက်ကြားသွားတာကယဟန်တွေကလျှောက်နောက်ကြတော့အဲ့ဒီနေ့တော့မဟုတ်ဘူးအဲ့ဒီတည်းမှာမြတ်စွာဘုရားကမိန့်ကြားတယ်ဣဒာမောတတိပစ္စမောတတိကတပုံညောဥပယထမောတတိသောမောတတိသောပမောတတိဒိဋ္ဌဝါကာမဝိသုဒ္ဓမတ္တနောကတပုံညောကောင်းမှုပြုသောပုဂ္ဂိုလ်သည်ဣဒာမောတတိဤပစ္စုပန်ဘဝမှာလည်းကြည်လေးရွှင်သန်းဝမ်းသာရ၏ပစ္စမောတတိဓမ္မလွန်ဘဝမှာလည်းကြည်လင်ရွှင်လန်းဝမ်းသာရ၏ဥပယထပစ္စုပန်ဓမ္မလွန်နှစ်တန်သောဘဝတို့၌မောတတိကြည်လင်ရွှင်လန်းဝမ်းသာရ၏သောထိုကောင်းမှုကုသိုလ်ပြုသောပုဂ္ဂိုလ်သည်မောတတိအစဉ်သဖြင့်ဝန္တာယဤပမောတတိအစဉ်သဖြင့်အလွန်ကြည်လင်ရွှင်လန်းဝန္တာယဤဘာကြောင့်လဲဆိုတော့ဒုဒိဋ္ဌဝါကာမဝိသုဒ္ဓမတ္တနောအတ္တနောမိမိဤဝိသုဒ္ဓအထူးစင်ကြယ်သောကာမကုသိုလ်ကောင်းမှုကိုဒိဋ္ဌဝါတွေ့ရမြင်ရဆင်ခြင်စဉ်းစားမိရခြင်းကြောင့်မောတတိကြည်လင်ရွှင်လန်းဝမ်းသာရ၏ပမောတတိအထူးသဖြင့်ကြည်လင်ရွှင်လန်းဝမ်းသာရ၏သဘောပေါက်လားဟုတ်ကဲ့လားဒီဘဝမှာလည်းကြည်လင်ရွှင်လန်းဝမ်းသာရတယ်နောက်ဘဝမှာလည်းကြည်လင်ရွှင်လန်းဝမ်းသာရတယ်ဘဝနှစ်ခုလုံးမှာပဲကြည်လင်ရွှင်လန်းဝမ်းသာရတယ်ဘာကြောင့်လဲဆိုတော့စိတ်ကကိုပြုခဲ့တဲ့ကောင်းမှုကိုပဲပြန်ပြီးဆင်ញင်စဉ်းစားမိလို့ဆင်ញင်စဉ်းစားမိတဲ့အခါကျတော့ဘယ်လိုဆင်ញင်စဉ်းစားမိလဲဆိုတော့ဒိဋ္ဌဝါကာမဝိသုဒ္ဓမတ္တနောအတ္တနောမိမိဤကာမံကောင်းမှုကုသိုလ်ကံကိုဒိဋ္ဌဝါပြန်လီတွေ့မြင်ဆင်ញင်ရခြင်းကြောင့်ပမောတတိဝမ်းမြောက်ရမောတတိဝမ်းမြောက်ရ၏
ဘယ်လိုဆင်ញင်မိလဲဆိုတော့မေငါဤကမ္မံပြုလို့သမျှအမှုသည်ဝိသုဒ္ဓံအလွန်စင်ကြယ်လှပေ၏ပြုလို့သမျှကောင်းမှုကုသိုလ်တွေငါကောင်းတာတွေကြီးပဲလုပ်ခဲ့မိတာပဲကောင်းတာတွေကြီးပဲပြောခဲ့မိတယ်အပြစ်ကင်းတာတွေပဲပြောမိခဲ့တယ်အပြစ်ကင်းတာတွေကြီးပဲကြံတွေးမိခဲ့တယ်လို့အဲ့ဒါလို့မှကိုကောင်းတဲ့စင်ကြယ်တဲ့အပြစ်ကင်းတဲ့အလုပ်တွေပြန်ပြီးတွေးမိတယ်ဆိုရင်တော့ဝမ်းမသာပဲနေမလားဒီဘဝလည်းဝမ်းသာတယ်ဝမ်းသာသမျှကုသိုလ်တိုးနေတာမဟုတ်ဘူးလားအဲ့ဒီကုသိုလ်တိုးသမျှလည်းပဲကောင်းကျိုးကပိုးပြီးတော့ဖွံ့ဖြိုးမှာပေါ့မဟုတ်ဘူးလားဒါဖြင့်ဘဝပေါင်းစုသောအထုတွင်ကောင်းပြုကောင်းပြောကောင်းသဘောနှင့်ကောင်းသောနှလုံးတစ်ဖြောင်းသုံး၍သလုံးစင်ဖြူထိုးသည့်သူကငါမူကောင်းမှုအစုစုကိုစီးပြုခဲ့မိရတော်ပြီဟုဒါကပြန်ပြီးဆင်ញင်မိတွေးမိပုံနော်ငါမူကောင်းမှုအစုစုကိုစီးပြုခဲ့မိရတော်ပြီဟုမိမိပြုမှုသန့်စင်ဖြူ၍ပြည့်မြူမနှောဤသဘောကိုတွေးတော်မိတိုင်းပီတိလိုင်းဖြင့်တွေးတိုင်းဝမ်းသာလုံးဆုံးပီတိလိုင်းနေကြွမျက်ရည်တောင်ကြတယ်ဆိုတာအဲ့ဒီပီတိမျိုးပေါ့ကိုပြုတဲ့ကောင်းမှုအာရပါရပြန်ပြီးဆင်ញင်မိလို့ဝမ်းသာမိပြီဆိုလို့ရှိရင်မျက်ရည်တောင်မကြဘူးလားရတယ်နော်ပီတိလိုင်းဖြင့်ရှက်တိုင်းရည်လီချမ်းမြေကြည်၍ဤဒီဘဝနောင်ဘဝနှင့်ဘဝဆက်ဆက်တန်သာဆက်တွင်စိတ်လက်ကြည်သာရုပ်လန်းဖြား၍ချမ်းသာကောင်းတို့ကောင်းကျိုးဒီတိုးသို့ဖွံ့ဖြိုးကြည်ကျယ်ပွင့်လန်းကြွယ်သည်ထက်ဝယ်နတ္ထံသံဘုဒ္ဓီအခုနဓမ္မိကဥပဒကလည်းအဲ့လိုမတွေးမိဘူးလားတွေးမိတော့သူသွားရလမ်းကဘယ်လမ်းလဲဒါဖြင့်ဒီဆောင်မုတ်ဟာအဲ့ဒီတကားကြီးအကြောင်းပြုပြီးမြတ်စွာဘုရားဟောတဲ့ဣဒမောဒတိပစ္စမောဒတိဂါထာဘာသာပြန်နေလို့များမဆိုနိုင်ဘူးလားဆိုခြင်းမဆိုရောပြန်ထားတာပဲဟုတ်လားဆိုခြင်းမဆိုရောအဲ့ဒါဘာသာပြန်ထားတာပဲခိုင်းတစ်ခေါက်ဆိုသမောင်းမြတ်စွာဘုရားတရားတော့သဘာဝမကြဘူးလားသိကြတယ်ဟုတ်ကဲ့လားအဲ့ဒါရေးတာသိမကြသေးပါဘူးလွန်ခဲ့တဲ့63နှစ်လောက်ကရေးတာလွန်ခဲ့တဲ့63နှစ်လောက်ကရေးတာဟိုင်းဘာတွေ့နေကြဟမ်ကိုရင်ဘဝ16နှစ်ကဒီဓမ္မပရပါဠိတော့တဲ့ဒါကိုသင်ရတဲ့အခါကျတော့စိတ်ထဲအသိသဘောကျသွားတယ်သဘောကျသွားတယ်ချက်ချင်းရေးလိုက်တာပဲအဲ့ဒါချက်ချင်းရေးလိုက်တာအဲ့တော့သူနဲ့ဆန့်ကျင်ဘက်ရှိသေးတယ်လေ
ဣဒသောစတိပစ္စသောစတိကဏပုညောဥပယထသောစတိသောစတိသောဝိဟိညတိဒိဋ္ဌဝါကာမဝိသိဋ္ဌမတနောအဲ့ဒါရှိသေးတယ်အဲ့ဒါကိုတော့တစ်မျိုးဘာသာပြန်ထားတယ်မဟုတ်လားဘဝစုစုတန်တာထုတွင်အပြုအပျော်သဘောမဖြူထိုသည်သူကငါမှုမကောင်းမှုအပေါင်းကိုရင်ညောင်းကြာရှိပြုမိသည်မှာမာခဲ့စွာဟုကိုဟာကိုပြုပြစ်တော်ထုဤညစ်ကျူဖြစ်တော်အိုးမလုံးကအုံပွင့်ရာဆိုပမာတို့မသာနှလုံးမရွှင်ပြုံးနိုင်သောကလှိုင်းလျက်သဲဆိုင်ကြွေမြညှိုးခွေလျာ၍စိတ်ကမလန်းယုံညိုးနွမ်းလျက်ပင်မရီရှာအောက်လန်းသွားသည်လေးပါးအပယ်ဖြောင်းဖြောင်းသည်မြတ်စွာဘုရားဟောတာထဲမှာအိုက်ဂါထာနှုတ်ကအထက်အောင်အကြောင်းအရာလည်းတစ်မျိုးစီပဲ။နဲ့ပြန်တော့အဲ့ဒီကဣဒသောစတိဂါထာအကြောင်းပြောရအောင်မယ်ဟုတ်လား။အခွင့်သာတဲ့အခါမှာပြောမိတာနှုတ်မရင်မပြောမိဘူးနော်။တခါလာလဲရုပ်တခါလာနဲ့နာနဲ့ပဲပြီးနေတာ။တခါဒီလိုဟာမလိုဘူးလား။လိုတယ်နော်။စိတ်ကောင်းထားဖို့ရှက်တတ်ဖို့ဥတ္တပရှက်တတ်တဲ့ဟိရောက်တတ်တဲ့ဥတ္တပအရှက်ကြောက်ရှိဖို့အရှက်ကြောက်ရှိပြီဆိုရင်တော့စိတ်ကောင်းမထားဘူးလားအရှက်ကြောက်မရှိရင်တော့မထားပါဘူးအဲ့ဒီမထားတဲ့လူတွေကတော့ဘဝစုစုတန်တာထုတွင်ဆိုတာလည်းသွားမှာဟုတ်ကဲ့လားကဲပြန်ဆိုသမောင်ဘဝပေါင်းစုဘာလို့များဒီတရားဒီနေ့ဟောဖြစ်တာလည်းမသိဘူးကုသိုလ်ကောင်းမှုကိုပေါင်းစုပြီးပြုကြတယ်သူတော်ကောင်းနေလုပ်တဲ့အလုပ်ကိုသဘောကျလို့မဟုတ်ဘူးလားဒီတော့အခုရင်ကောင်းတာမဟုတ်ဘဲနဲ့နောင်လဲကောင်းတစ်သက်လုံးလဲကောင်းတသန္တရာလုံးလဲကောင်းအောင်ကြိုးစားကြရမယ်ဟုတ်လားကောင်းတဲ့အတွက်ကောင်းတဲ့သူစရိုက်တရားတွေဒါပြုစုစီးပူးမှုကြလို့ဘဝတိုင်းမှာသူတော်ကောင်းတွေဖြစ်ပြီးတော့စိတ်ကောင်းနှလုံးကောင်းတဲ့ဘဝတစ်လျှောက်မှာကြမ်းကြမ်းမာချမ်းချမ်းသာသာကြည်ကြည်လင်လင်ရွှင်ရွှင်ပြပြချမ်းသာအေးမြစွာနဲ့သူတော်ကောင်းတရားကိုပဲကြိုးစားအထောက်နိုင်ကြလို့ဆင်းရဲခတ်သိမ်းငြိမ်းရာနိဗ္ဗာန်ကိုလျင်မြန်စွာဆက်ရောက်၍မျက်မှောက်ပြုနိုင်ကြပါစေ